မိမိကိုယ်တိုင်မိမိရဲ့ရန်သူမဖြစ်ပါစေနဲ့တန်ကိုတန်ဖြတ်တန်ချေးတက်တန်ငါဖြစ်ပေါ်လာတဲ့တန်ချေးသည်တန်ကိုပြန်စားတယ်မိမိရဲ့အရေးချင်းဉာဏ်ဖြစ်မှုမမယွင်ယွင်လုံးမှုမမယွင်ယွင်တွေးတောကြံစည်မှုပြောဆိုမှုလုံးမှုတွေဟာတန်ချေးကတန်ကိုဖြစ်တယ်လို့ကိုလှုပ်ရက်တွေကကိုယ့်ကိုပြန်ဖြတ်စည်းတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကိုယ့်ကိုပြန်ပြီးရန်သူဖြစ်နေတဲ့အဓိပ္ပာယ်ရမြတ်စွာဘုရားဟောတဲ့လူတွေဟာအမတ်တမဲ့နေလို့ရှိရင်မသိဘူးဒါကြောင့်မို့စဉ်းစားချက်နဲ့ချက်ကိုစဉ်းစားငါဟာဒီကနေ့လူဖြစ်နေအသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်နေဆင်ញင်သုံးသပ်ကြည့်ငါဟာငါလှုပ်ရက်ကြောင့်ငါကိုရန်သူများဖြစ်နေသလားသို့မဟုတ်ငါဟာငါဘဝကိုအကျိုးပြုတဲ့ငါရဲ့မိတ်ဆွေဖြစ်သလားဒီနေရာမှာရန်သူဆိုတာပျက်စီးအောင်လုပ်တာမှန်တယ်များရန်သူအကျိုးပြုတာကမိတ်ဆွေတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုပျက်စီးအောင်လုပ်တာတချို့ပုဂ္ဂိုလ်တွေကကိုယ့်ကိုချီးပွားအောင်လုပ်တာအဲ့တော့ကိုယ့်ကိုပျက်စီးအောင်လုပ်ရင်ရန်သူကကိုယ့်ကိုလှုပ်တယ်လို့ကိုယ့်ကိုလှုပ်ခြင်းကြောင့်မိမိကိုယ်တိုင်ဟာပျက်စီးရအဲ့တော့တခြားရန်သူကြောင့်ပျက်စီးတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ကမိမိရဲ့ရန်သူဖြစ်ပြီးပျက်စီးသွားတယ်လို့ဒီလိုဆိုတယ်အဲ့တော့မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေကောင်းဖြစ်ကြလားသူများတွေမိတ်ဆွေကိုယ့်ရဲ့မိတ်ဆွေဟုတ်တာမဟုတ်တာအသာထားကိုယ်တိုင်ကကိုယ့်ရဲ့မိတ်ဆွေဖြစ်ရလားကိုယ်တိုင်ဟာကိုယ့်ရဲ့ရန်သူများဖြစ်နေမလားဆိုတာအလေးနဲ့ထားစဉ်းစားကြည့်